နိုင်တလုံးနဲ့ကဘာပတ်ချင်တဲ့သူတွေရှိလားဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုအစုပ်တိကြည့်ရှုပေးသွားအောင်နော်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့နီးပညာလည်းမြင့်ပြီးဒီဇိုင်းလည်းလန့်နဲ့ Edifice ရဲ့နိုင်လေးတစ်လုံးနဲ့မိတ်ဆက်ပေးကြပါမယ်သူကတော့ ECB 900 model လေးပဲဖြစ်ပါတယ်သူ့မှာဆိုလို့ရှိရင် analog နိုင်လက်တံလေးအပြင် digital display လည်းပါဝင်ပါတယ်ဖုန်းမှာရှိတဲ့ Bluetooth နဲ့ချိတ်လိုက်တာနဲ့နိုင်အချိန်နဲ့စက္ကန့်တွေကိုတိတိကျကျပြသပေးနိုင်ပါတယ်ဒါတွေပဲကောက်အောင်လဲသူကလေဝေါ်ထိုင်းလေးပါဝင်တာဖြစ်တဲ့အတွက်ကဘာပေါ်မှာရှိတဲ့မြို့ပေါင်း300ကျော်ရဲ့နိုင်တွေအကုန်လုံးကိုဖုန်းလေးကနေပဲအလွယ်တကူရွေးကြည့်လို့ရပါတယ်လက်ကဝေးနည်းနည်းလှည့်လိုက်တာနဲ့သူ့မှာပါဝင်တဲ့ die ကွက်ကော LCD ရောလင်းလာစေမဲ့ auto LED စနစ်လည်းပါဝင်ပါတယ်အဲ့ဒီအပြင်ကိုမီးလင်းအောင်နှင်းငယ်ပြလိုက်ရတဲ့အားဖြည့်ပေးနိုင်တဲ့ solar power system လည်းပါဝင်ပါသေးတယ်အစင်းရမထင်လဲတဲ့ black iron plate နဲ့ပြုလုပ်ထားပြီးတော့အမဲရောင်ဖြစ်တဲ့အတွက် sporty ဆန်စီပြီးဝတ်လိုက်တာနဲ့ modern look ကိုအပြည့်အဝရရှိစေမှာပါကဲဒီတော့နောက်ထပ်ဗီဒီယိုတွေမှာလည်းဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့နိုင်အကြောင်းတွေကိုဆက်လက်တင်ပြပေးသွားမလဲဆိုတာကိုစောင့်ကြည့်ပေးအောင်နော်အားလုံးပဲတတား